ဟုတ်ကဲ့ဗျာအဲ့ဒါဆိုလို့ရှိရင်ဗျာကျွန်တော်ကိုအကောက်လေးဝင်လိုက်မယ်ပေါ့နော်ကျွန်တော် user name လေးကျွန်တော်ဖုန်းနဲ့အတွက်ကျွန်တော်အကောက်လေးဝင်လိုက်ပါမယ်ဒါကျွန်တော်ရဲ့အကောက်လေးပေါ့နော် password ကကျွန်တော် password လေးကျွန်တော်ဝင်လိုက်ပါမယ်ဗျကဲဒါဆိုတော့ကျွန်တော်တို့ဒီလိုပုံစံလေးပေါ်ပြီဗျာဒီလိုပုံစံလေးပေါ်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်ရမှာလဲဆိုတော့ကျွန်တော်တို့နည်းနည်းလေးလက်လေးနဲ့ဒီလိုလေးဆွဲလို့ရတယ်ဒီဘက်ဘေးကိုဆွဲလိုက်မယ်ဗျဘေးကိုဆွဲယူရလို့ရှိရင်ကျွန်တော်တို့အရင်ဆုံးလုပ်ရမှာကကျွန်တော်တို့ဒီ my account ဆိုတာလေးကိုကျွန်တော်တို့အရင်နှိပ်မယ်ဗျဒီ my account ဆိုတာလေးကိုကျွန်တော်တို့နှိပ်လိုက်မယ် my account ဆိုတာလေးကိုကျွန်တော်တို့နှိပ်ပြီးမှဒီဘက်ဘေးလေးကိုတစ်ချက်ပြန်ဆွဲမယ်ဗျဟုတ်ကဲ့ကျွန်တော်တို့ပြီးသွားရင် my account ကိုနှိပ်ပြီးသွားရင်ကျွန်တော်တို့အပေါ်ပြန်တက်မယ်ဟာ sorry ဗျာဖုန်းနေရကြတော့အော်ဒီမှာ okay မှာကျွန်တော်တို့ my account ကိုတွားပြီးသွားရင်ကျွန်တော်တို့ my account ကိုနှိပ်လိုက်တယ် my account ကိုနှိပ်ပြီးသွားရင်ကျွန်တော်တို့ဒီမှာ transaction password ဆိုတာလေးကိုတွေ့လာဗျဒီ transaction password ဆိုတာလေးကိုကျွန်တော်တို့နှိပ်ရပါမယ်ဗျဒီ transaction password ကဘာလဲဆိုတော့ကျွန်တော်တို့ငွေသွင်းငွေထုတ်လုပ်ဖို့အတွက်ဒီ password ကလိုပါတယ်ဒါကြောင့်ကျွန်တော်ဒီ transaction password ကိုကျွန်တော်ကအရင်ဆုံးနှိပ်လိုက်ပါမယ်အဲ့တော့လက်လေးနဲ့ကျွန်တော်နည်းနည်းလေး share လိုက်မယ်နည်းနည်းလေး share ပြီးသွားရင်ကျွန်တော်တို့ဒီ transaction password ကိုကျွန်တော်နှိပ်မယ်ဟောမှာ new password ဗျာဒါကျွန်တော်ထားရမယ်ပေါ့နော်ဒါကျွန်တော် password အသစ်ထားရမယ်ဆိုတော့ကျွန်တော် password ထားလိုက်မယ်ဗျโอเคအဲ့ပြီးတော့ကျွန်တော်တို့ password ထားပြီးသွားရင်ဒီ submit လေးကိုကျွန်တော်နှိပ်လိုက်ပါမယ်โอเคအဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဟိုဖြစ်သွားပြီပေါ့နော်ကျွန်တော်တို့ဒီ transaction password အစိမ်းရောင်လေးပေါ်သွားပြီဗျ transaction password အစိမ်းရောင်လေးပေါ်သွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ငွေသွင်းငွေထုတ်လုပ်ပေးလို့ရတယ်ပေါ့နော်ငွေသွင်းငွေထုတ်လုပ်ဖို့အတွက်ဒီ password လိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီ transaction password ကို agent ကောက်ဝင်ပြီးရတဲ့ကျွန်တော်အရင်ဆုံးလာပြောင်းလိုက်တာပါဗျဟုတ်ကဲ့အဲ့ဒါပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့နည်းနည်းလေးလက်လေးနဲ့ပြန်ဆွဲလိုက်မယ်ဟိုဘက်ဘေးလေးကိုနော်လက်လေးနည်းနည်းလေးပြန်ဆွဲလိုက်မယ်ဆွဲပြီးသွားရင်ဗျာကျွန်တော်တို့ဒီမှာအကောက်ဆိုတာလေးကိုနှိပ်မယ်ဗျဒီမှာအကောက်ဆိုတာလေးကိုရှိတယ်အဲအကောက်လေးကိုကျွန်တော်နှိပ်လိုက်ပါမယ်ဗျဟာနည်းနည်းလေးဗျနှိပ်မရဒါ confirm မနှိပ်လို့ okay နှိပ်လိုက်ပြီလို့လေးရှိတယ်အဲ့တော့ကျွန်တော်အကောက်သားနှိပ်လိုက်မယ်အဲ့မှာဗျာအကောက်နှိပ်ပြီးသွားဆိုအကောက်နှိပ်ပြီးသွားပြီဆိုလို့ရှိရင်ဗျာဒီမှာ agent ဆိုလို့ရှိရင်လူကြီးမင်းတို့ကသူများကိုဗျာ agent ပြန်ပေးမယ်ဆိုလို့ရှိရင်ဒီ agent လေးကိုရွေးပါသူများကိုကျွန်တော်တို့ agent ပြန်ပေးမယ်သူ agent ကိုရွေးလို့ရတယ်ကျွန်တော်တို့ကကစားသမားအတွက်ပဲအကောက်ဖွင့်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီ member လေးကိုရွေးရပါမယ် member လေးကိုရွေးပြီးသွားရင်ဒီမှာ user name ဗျာ user name ကိုကြိုက်တဲ့ user name ထားလို့ရတယ်ကျွန်တော်ကတော့အောင်တစ်လို့ကျွန်တော်ထားလိုက်တယ်ပေါ့နော်ပြီးတော့ password login password ကျွန်တော်အလွယ်လေးပဲထားလိုက်ပါမယ်ဗျဒီအောက်ကဒီ reman ကကြတော့ရေးလိုက်ရမရေးလိုက်ရတယ်ဒါပေမဲ့ကျွန်တော်တို့ရေးလိုက်ပါမယ်ကျွန်တော်တို့ password လေးပဲရေးလိုက်ပါမယ်ပြီးတော့ကျွန်တော်တို့ဒီ confirm registration ကိုကျွန်တော်တို့နှိပ်လိုက်ပြီဆိုတာနဲ့အကောက်ကဖွင့်ပြီးသားဖြစ်သွားပါပြီဗျကျွန်တော်ဆို confirm registration ကိုကျွန်တော်နှိပ်လိုက်ပါပြီလိုက်တော့ဒီမှာcopy လေးကြားလာပြီဗျာဒီမှာကျွန်တော်တို့ဒီ confirm ကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒါပြီးသွားပြီအကောက်ရသွားပြီပေါ့နော်အကောက်တစ်ခုရသွားပြီ copy and close ဒါ copy ယူထားတယ်ပိတ်လိုက်တယ်ပေါ့နော်ဒီနောက်ကဒီ link registration တွေကကြောင့်ဘာလဲဆိုတော့လူကြီးမင်းတို့ agent ဖွင့်ပေးမှတာရင်ဗျာ agent ဖွင့်ပေးမှတာရင်ဒီကောင်ကလိုတာ agent မဖွင့်ဘူးဆိုရင်ဒါမလိုဘူးဗျာဒီလားအဲ့တော့ဒါပြောစမ်းမလိုတော့ဘူးပြီးမှ team management ကိုပြန်သွားမယ်အကောက်ရဲ့အောက်မှာ team management ရှိရဗျာအဲ့ team management ကိုနှိပ်မယ် team management ကိုနှိပ်ပြီးဆိုတော့ကျွန်တော်အကောက်ဖွင့်လိုက်တဲ့လူပေါ်တယ်ဗျာကျွန်တော်အကောက်လဲပေါ်တယ် password လဲပေါ်တယ်ဒီဘက်နည်းနည်းလေးဆွဲမယ်ဗျ sorry ဗျာဆွဲရတာရဒီလိုပေါ်လာမှာဗျာဒါဟိုဟာမို့လို့ဗျာဖုန်းလဲဆိုတော့အဲ့လိုလေးအောင်တစ်ဒါကျွန်တော်အပေါ်ကကျွန်တော်အကောက် password ပေါ်တယ်ငွေမောက်တော့မပေါ်သေးဘူးပေါ့နော်ဒါကျွန်တော်ပတ်စံမထည့်ထားလို့ကျွန်တော်မှာကျွန်တော် agent ကောက်ထဲမှာရှိတာ40ပဲရှိရဗျလူကြီးမျိုးတို့မှာရှိတာအနည်းဆုံး10သိန်းရှိမှာဗျစလို့ရှိဆိုတော့ဟုတ်ကဲ့ဒါပြီးသွားရင်ကျွန်တော်ဘေးလေးကိုဆွဲလိုက်ပါအဲ့မှာကျွန်တော်တို့ဒီမှာ setting ပုံလေးရှိတယ်မလားဗျ setting ပုံလေးရှိတယ်ဆိုလို့ရှိရင်အဲ့ဒီ setting လေးကိုနှိပ်လိုက်မယ်အဲ့မှာ
transfer to downline ကကြတော့ကျွန်တော်တို့ငွေသွင်းတာဖြစ်ပါတယ် downline cash out ကကြတော့ငွေထုတ်တာဖြစ်ပါတယ်ပြီးမှကျွန်တော်တို့ user တွေကို password ရေးမယ်ဆိုလို့ရှိရင် edit downline လုပ်ရင် password လေးကိုနှိပ်ရပါမယ်ဗျကဲဆိုတော့ကျွန်တော်ငွေသွင်းတာရင်ပြန်လိုက်ပါမယ်ဗျငွေသွင်းတာဆိုလို့ရှိရင်နည်းနည်းလေးဆွဲပြီးတော့ transfer to downline ကိုနှိပ်လိုက်မယ်ဒီလိုလေးပေါ်လာပြီဗျဒီလိုလေးပေါ်လာပြီဆိုလို့ရှိရင်ဗျဒီမှာကျွန်တော်တို့ပါတယ်ကျွန်တော်တို့ဒါတွေကဘယ်လိုလဲ transfer ပဲရွှေ့လိုက်ဗျသိရမလားပြီးမှကျွန်တော်တို့ remit ကိုကြိုက်တာရေးလို့ရတယ်ကျွန်တော်တို့ short withdraw password ဆောနာကျွန်တော်ထားခဲ့တဲ့ password လေးပေါ့နော်ကျွန်တော်ဆောနာထားခဲ့တဲ့ password လေးကိုကျွန်တော်တို့အရင်ဆုံးရေးရပါမယ် transaction password မှာကျွန်တော်တို့ရေးရတဲ့ password ရေးရတာပေါ့နော်ပြီးတော့ကျွန်တော် transfer amount ကျွန်တော်ကမှ40ကျပ်ရှိတဲ့အတွက်ကြောင့်ကျွန်တော်က10ကျပ်သွင်းလိုက်ပါမယ်10သွင်းလိုက်မယ်ပြီးတော့ကျွန်တော်တို့ submit လေးကိုနှိပ်လိုက်ပါမယ်ဗျOkay အဲ့ဆိုရင်ကျွန်တော်တို့ကပြီးသွားပြီသူ့ကောက်ထဲမှာကျွန်တော်တို့ပတ်စံ10ကျပ်ရသွားပြီပေါ့နော်ပြီးတော့ဒီမှာပြန်လာမယ်ကျွန်တော်တို့ confirm လေးကိုတစ်ချက်နှိပ်ပေးပါမယ်ဆိုတော့ဒါ user ရဲ့အကောင့်ထဲကိုကျွန်တော်တို့ကဘယ်လိုပြောမလဲ user ရဲ့အကောင့်ထဲကိုကျွန်တော်တို့ကငွေသွင်းပေးလိုက်ပြီး10ကျပ်ဗျာကျွန်တော်တို့ဒီအောင်တစ်ဆိုတဲ့အကောင့်ထဲကိုကျွန်တော်က10ကျပ်ကိုကျွန်တော်ကသွင်းပေးလိုက်ပြီးရင်ငွေထုတ်မယ်ဆိုလို့ရှိရင်ဗျာဒီမှာဆောနာကျွန်တော်ပြောသလိုပဲဒါဆောနာကျွန်တော်ငွေသွင်းတာပြန်နော်ငွေထုတ်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒါလေးကိုနှိပ်မယ် downline cash out ကိုနှိပ်မယ်ပြီးွားရင်ကျွန်တော်တို့ဒီ withdraw password ဆိုတာကဆောနာကျွန်တော်တို့ agent ကိုစဝင်ပြီးဆိုကြတဲ့က transaction password ထည့်တဲ့ password ကိုထည့်ရမှာဖြစ်ပါတယ်deposit သွင်းရင်လည်းထည့်ရတယ် withdraw ထုတ်ရင်လည်းထည့်ရတယ်ဗျကျွန်တော်တို့ဒီ withdraw password မှာကျွန်တော်ထားခဲ့တဲ့ password တွေကျွန်တော်ထည့်လိုက်ပါမယ်ဟုတ်ကဲ့အဲ့ဒါပြီးသွားရင်ကျွန်တော်တို့ဒီမှာ amount ကကျွန်တော်10ကျပ်ရှိတယ်5ကျပ်နှုတ်လိုက်ပါမယ်ဗျ5ကျပ်နှုတ်လိုက်မယ်အဲ့တော့ကျွန်တော်ရဲ့ဟုတ်ပြီသူ့ကောက်ထဲမှာ10ကျပ်ရှိရကျွန်တော်5ကျပ်နှုတ်လိုက်မယ်နော်โอเคပြီးသွားရင်ကျွန်တော်ပြန်มาလဲโอเค submit နေလိုက်ပါမယ်ဆိုတော့ဒါအကောင့်5ချက်ကိုပြန်နှုတ်ပြီးသွားပြီဗောနော်โอเคအဲ့တော့ကျွန်တော်တို့ပတ်စံနှုတ်ပြီးသွားပြီဒါငွေသွင်းငွေထုတ်ပါဖြစ်ပါတယ်ဟုတ်ကဲ့အဲ့ဆိုတော့ဒါလေးကတော့ကျွန်တော်တို့ဒီငွေသွင်းငွေထုတ်ပိုင်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဒီဖုန်းနဲ့လုံးမဲ့သူတွေအတွက်ကိုကျွန်တော်ကပြပြပေးတာပဲဖြစ်ပါတယ်ဗျာ